တခါတလေမှာကျွန်တော်တို့ရဲ့အားနည်းချက်တွေဟာကျွန်တော်တို့ကိုဆုံးဖြတ်ချက်အမှားတွေရှစေခဲ့တာမျိုးဖြစ်ဘူးပါသလားမောင်ခိုင်ဆိုတဲ့ဒီကောင်လေးကနာတာရှိယောဂပေါင်းစုံကိုခံစားနေရပြီးတော့ကိုခံအားအရန်ကိုနဲတဲ့ခုခံအားစနစ်နဲပါတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်သူဟာသူ့ရဲ့အဖိုးနဲ့နေထိုင်ပြီးတော့အလုပ်တွေလည်းပင်ပင်ပန်းပန်းမလုပ်နိုင်တာကြောင့်သူ့ရဲ့အဖိုးကပဲသူ့ကိုလှုပ်ကြွေးပြုစုနေရပါတယ်အဖိုးဦးထွန်းရှင်ကသူ့ရဲ့မီးလေးအတွက်နေတိုင်းလေတဲ့စင်စရင်ကအလုတ်ကျန်းပေါင်းများစွာလုတ်ကိုင်ရှာဖွေကျွေးမွေးနေရပါတယ်။မောင်ခိုင်ရဲ့မိဘနှစ်ပါးကငငယ်လေးကလေးကမောင်ခိုင်ကိုဆွန့်ပစ်သွားခဲ့တာပါ။မောင်ခိုင်ကသူ့အဖိုးပင်ပန်းကြီးစွာအလုတ်နေရတာကိုမြင်တိုင်းသူ့ကိုယ်သူအားမလို့အားမရဖြစ်နေပါတယ်။သူကအဖိုးအတွက်ဝင်တော့ဝင်ဖို့လို့ဖြစ်နေတာကြောင့်သူအရန်ကိုမှစိတ်တက်ကြနေပါတယ်။အဖိုးထွန်းရှင်အလုပ်ပင်ပန်းလုပ်ရတဲ့အခါမောင်ခိုင်ကအဖိုးအလုပ်တွေရမ်းပင်ပန်းလုံးမနေပါနဲ့ကျွန်တော်အဖိုးကိုပြန်ပြီးရှာကျွေးပါမယ်အဲ့လိုပြောလိုက်တဲ့အခါငါမီမင်းရဲ့ယောဂအခန်းထဲကဘာမှလုံးလို့မရဘူးငါသာအလုံးမလို့ရင်ဘယ်ကပတ်စံရမှာတော့ငါတို့စာဝတ်နေရေးအတွက်ငါအလုံးလုံးမရမှာပေါ့လို့ပြန်ပြောလေးရှိပါတယ်အဲ့ဒီအခါမောင်ခိုင်ကအရန်ကိုမှစိတ်မကောင်းဖြစ်သွားရှာပါတယ်ဘာဖြစ်လို့လဲဆိုတော့အရွယ်ရောက်နေပြီးသားလူတစ်ယောက်ကိုအသက်ကြီးတဲ့အဖိုးကပင်ပန်းရှာဖွေကျွေးမွေးနေရတာကြောင့်ပါအဲ့ဒါကြောင့်မောင်ခိုင်ကသူအခွင့်အရေးရတဲ့တနေ့ကိုစောင့်နေရင်ခွင့်ရေးရတာနဲ့သူအဖိုးကိုပြန်လို့ကျွေးမယ်ဆိုပြီးစိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။တနေ့ဦးထွန်းရှင်အလုပ်သွားနေတဲ့အချိန်မှာမောင်ခိုင်ကအခွင့်အရေးရနေတဲ့အချိန်ဖြစ်တာကြောင့်သူဟာအလုပ်ကိုဆုံးဖြတ်လိုက်ပါတယ်။ရွာထဲကလူကြီးတယောက်ကမောင်ခိုင်အလုပ်လုပ်မယ်ဆိုလို့သူ့ကိုသူ့ရဲ့လယ်ထဲမှာအလုပ်လုပ်ဖို့အတွက်လာခေါ်ခဲ့ပါတယ်။မောင်ခိုင်လည်းဦးထွန်းရှင်မရှိတဲ့အချိန်ဖြစ်တာကြောင့်သူကအလုပ်လုပ်ဖို့အတွက်လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကမောင်ခိုင်ကိုအလုပ်လုပ်နိုင်ပါမလားလို့မေးခဲ့ပါတယ်။မောင်ခိုင်ကလည်းအလုပ်လုပ်နိုင်ပါတယ်ကျွန်တော်အဆင်ပြေပါတယ်လို့ဂတိတွေအထက်ကပေးပြီးတော့အလုပ်ကိုမရမကလိုက်သွားခဲ့ပါတယ်။အလုပ်ရှင်ကတော့မောင်ခိုင်ရဲ့အကြောင်းသိနေတာကြောင့်စိတ်ပူနေခဲ့ပါတယ်။ဒီလိုနဲ့မောင်ခိုင်အလုပ်လုပ်နေရင်မနက်ခင်းတပိုင်းကုန်သွားတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ဟာအရန်ကိုနာကျင်ပြီးတော့ပင်ပန်းလာပါတယ်။အားအင်းတွေကုန်ခန်းသလိုဖြစ်တာကြောင့်သူအလုပ်ဆက်မလုပ်နိုင်တော့ပါဘူး။အဲ့ဒါကြောင့်အလုပ်ရှင်ကသူ့ကိုနေ့တစ်ပိုင်းကပဲပတ်စံပေးပြီးတော့သူ့ကိုပြန်ခိုင်းလိုက်ရပါတယ်။မောင်ခိုင်ပြန်တဲ့လမ်းမှာရင်သူအားရင်ကုန်ခန်းသွားတာကြောင့်ပြင်ပန်းပြီးလဲကျသွားခဲ့ပါတယ်။သူတတိလစ်သွားပြီးတော့ခဏနေပြန်နိုးထလာတဲ့အခါလူကြီးတယောက်ကသူ့ရှိကိုရောက်နေကြတာသူမြင်လိုက်ရပါတယ်။အဲ့ဒီလူကြီးကတော့တန်မာနဲ့တက်ကြွရှိပါတယ်။လူလေးမင်းဝေနာတွေပျောက်ရှင်လား။မင်းခံစားနေရတွေပြတ်အောင်ငါကူညီပေးနိုင်တယ်။ဘယ်လိုပြောလိုက်တာလဲဦးလေးရာကျွန်တော်ခံစားနေရတဲ့ဝေဒနာယောဂတွေကျွန်တော်အကုန်ပျောက်ရှင်တယ်ပြီးတော့ကျွန်တော်တန်မှန်လူတရားလိုနေထိုင်ခြင်းတယ်ကျွန်တော်ရဲ့အဖိုးကိုပြန်လို့ကြွေးခြင်းတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ဒီလိုနေရတာမွေးကလေးကနေခုချိန်ထိဆိုနှစ်ပေါင်းတော်တော်ကြာနေပါပြီကိုလည်းအရန်ကိုမှအားမလို့အားမရဖြစ်နေခဲ့တာကြောင့်ကျွန်တော်လူ့ဘဝအိမ်မှာမနေချင်တော့လောက်အောင်ဖြစ်နေတယ်အဲ့ဒါကြောင့်ဦးလေးကူညီနိုင်ကူညီပေးပါဗျာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့လူကြီးကမင်းဖြစ်နေတဲ့ဝေဒနာတွေမင်းခံစားနေရတာတွေကိုငါကူညီပေးနိုင်ပါတယ်ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်မင်းအခုတာမန်လူလိုနေနိုင်မှုအတွက်ခုနှစ်အတွင်းငါဖြစ်သွားအောင်လုပ်ပေးလို့ရပါတယ်ဒါပေမဲ့ငါ့ကိုတော့မင်းတစ်ခုပြန်ပေးရလိမ့်မယ်ကျွန်တော်ဘာပြန်လုပ်ပေးရမလဲဦးလေးရပါတယ်ပြောပါကျွန်တော်တာမန်လူလိုနေနိုင်မယ်ဆိုရင်တော့ဦးလေးပြောတဲ့ဥစ္စာကိုကျွန်တော်လုပ်ပေးပါမယ်လို့သူကဂတိပေးလိုက်ပါတယ်ဟုတ်ပြီငါမင်းကိုခုနှစ်အတွင်းဒီယောဂတွေအကုန်တက်တာပြီးတော့တာမန်လူလိုနေထိုင်သွားလာနိုင်ပြီးတော့အင်အားရှိအောင်ငါမင်းကိုဆေးလုံးတစ်လုံးပေးလိုက်မယ်ဒီဆေးကိုတောက်ပြီးခုနှစ်ရက်ကြာရင်မင်းယောဂတွေအလုံးပျောက်သွားလိမ့်မယ်မင်းတာမန်လူလိုဖြစ်သွားလိမ့်မယ်အဲ့ဒါပြီးရင်တော့နောက်ခုနှစ်ရက်နေရင်ငါနဲ့ပြန်တွေ့ကြမယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့အဲ့ဒီဘယ်ကမှမသိတဲ့လူကြီးကမောင်ခိုင်ကိုသူ့ရဲ့လက်ထဲကနေဆေးလုံးတစ်လုံးပေးခဲ့လိုက်ပါတယ်မောင်ခိုင်လည်းသူ့ဘဝသူအားမလို့အားမရဖြစ်နေတဲ့အတွက်ရွေးချယ်မှုတွေအများကြီးစဉ်းစားမနေတော့ဘဲနဲ့အဲ့ဒီဆေးလုံးကိုတောင်းလိုက်ပါတယ်တကယ်တော့ဒီဆေးလုံးကအန္တရာယ်ကြီးတယ်ဆိုတာသူမသိခဲ့ပါဘူးဒီလိုနဲ့မောင်ခိုင်ကနောက်နေ့တွေမှာတဖြည်းဖြည်းနဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာတာကိုမြင်တွေ့လာရပါတယ်တာမန်လူလိုသူဟာလှုပ်ရှားသွားလာနိုင်ပြီးတော့ယောဂဝေဒနာမရှိတဲ့လူမျိုးကောင်းမွန်လာတာကိုမြင်လိုက်ရပါတယ်မောင်ခိုင်အဆင်ပြေနေတာကိုမြင်လိုက်ရတဲ့အခါမောင်ခိုင်ရဲ့အဖိုးဦးထွန်းရှင်ကဝမ်းသာနေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့စိုးရိမ်စိတ်လေးတော့နည်းနည်းရှိနေပါတယ်။
မောင်ခိုင်ကတော့ဘာကိုမှမစင်စားနေပဲသူဟာအစဉ်ပြေတာမန်လူတယောက်လိုဖြစ်နေတာကြောင့်အလုပ်တွေကိုဇက်တိုက်စူးစမ်းပြီးလုပ်နေခဲ့ပါတယ်အရင်တုန်းကလိုသူဟာမမောမပန်းပဲနဲ့ခန္ဓာရည်မရှိမဖြစ်တော့ပါဘူးအဲ့တော့သူဟာအလုပ်ကိုစူးစမ်းလုပ်တယ်ပတ်စံတွေကိုရှာတယ်ပြီးတော့သူ့ရဲ့အဖိုးဦးထွန်းရှင်ကိုသူပြန်လုပ်ကျွေးနိုင်ပြီဆိုပြီးဝမ်းသာအားရဖြစ်နေခဲ့ပါတယ်ဒါပေမဲ့မောင်ခိုင်ပျော်နေတဲ့အပျော်ဟာအကြာကြီးမတည်မြဲနေခဲ့ပါဘူးနောက်9ရက်မြောက်တဲ့နေ့မှာသူ့ကိုဆေးလုံးပေးခဲ့တဲ့လူကြီးပြန်ပေါ်လာပါတယ်လူလေး9ရက်ပြည့်ပြီမင်းပေးထားတဲ့ကတိကိုမင်းတီးဖို့အတွက်အစဉ်သင့်လုပ်ထားပါလို့ပြောလိုက်ပါတယ်ငါရစရာရှိတာကိုငါလာယူတာအဲ့တော့မင်းငါ့ကိုပေးဖို့အစဉ်သင့်လုပ်ပါမောင်ခိုင်ကဟုတ်ကဲ့ဦးလေးကဘာလိုချင်တာလဲဗျအေးငါလိုချင်တာတော့တခြားမဟုတ်ပါဘူးမင်းရဲ့ခန္ဓာကိုယ်ကိုငါလိုချင်တာပါငါမင်းရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့ငါလှုပ်เสียရှိတာလှုပ်ဖို့ပါဗျာမောင်ခိုင်အရန်ကိုမှထိတ်လန့်သွားပါတယ်ဘလို့လောက်ရမှာလဲကျွန်တော်ဘာလုပ်ပေးရမှာလဲလို့ပြောနေတော့အချိန်မှာပဲအဲ့ဒီလူကြီးရဲ့အသွင်ပြင်ကအရန်ကိုကြောက်เสียကောင်းတဲ့ဖုတ်တရဲ့အသွင်ကိုပြောင်းလဲသွားခဲ့ပါတယ်ဒီချိန်မှာတော့မောင်ခိုင်ကသူဂတိပေးခဲ့ပြီးတော့သူ့ရဲ့ဆေးလုံးကိုတောက်ခဲ့ပြီးတာကြောင့်ဒီဖုတ်တရဲ့နဲ့အပေးယူလုပ်ခဲ့မိမှန်သူအခုမှပဲသဘောကိုနားလည်လိုက်ပါတယ်ဒီအချိန်နေရောက်တော့မှမောင်ခိုင်နောက်ပြန်လဲလို့မရမှန်းသူဟာကောင်းကောင်းကြီးတည်သွားခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီဖုတ်တရဲ့ကမီးလုံးတစ်လုံးဖြစ်ပြီးတော့မောင်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပူးကပ်သွားပါတယ်ခဏကြာမောင်ခိုင်ကဖုတ်တရဲ့အတွင်ပြောင်းသွားပြီးတော့ရွာထဲမှာရှိတဲ့တရိတ်ဆန်တွေကိုစားတောက်ဖို့အတွက်သူဟာလမ်းလျှောက်ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီတရဲ့ကမောင်ခိုင်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့ရွာထဲမှာမွေးထားတဲ့ကြက်တွေဝက်တွေအဲ့လိုမျိုးမွေးမြူရေးတရိတ်ဆန်တွေကိုစားတောက်ခဲ့ပါတယ်ဒီလိုနဲ့နေတိုင်းညတိုင်းခန္ဓာကိုယ်ကိုငှားပြီးတော့သူဟာတရိတ်ဆန်ပေါင်းစုံကိုစားတောက်နေခဲ့တဲ့အတွက်မောင်ခိုင်အရန်ကိုပင်ပန်းပြီးတော့စိတ်ထဲမှာစိတ်သက်ကြနေပါတယ်မောင်ခိုင်ရင်ဆိုင်နေရတဲ့အရှင်တွေကိုအဖိုးဦးထွန်းရှင်ကလည်းသိရှိသွားခဲ့ပါတယ်အဲဒါကြောင့်မောင်ခိုင်ထွက်သွားတဲ့အခါအဖိုးဦးထွန်းရှင်ကအနောက်ကနေလိုက်ပြီးကြီးခဲ့ပါတယ်မူမမှန်တဲ့သူ့ရဲ့မြေးကိုလိုက်ပြီးကြီးဖို့အတွက်အဖိုးထွန်းရှင်သူပြေးလိုက်သွားတဲ့နောက်ကိုထက်ချက်မကွာလိုက်နေခဲ့ပါတယ်ခဏကြာမှသူ့ရဲ့မြေးကကြက်တကောင်လုံးကိုအစိမ်းကိုက်ဖြတ်စားတောင်းနေတာကိုမြင်တွေ့လိုက်ရပါတယ်တွေးတန်ရဲရဲနဲ့တရိတ်ဆန်တကောင်ကိုဒီလိုမျိုးစားနေတာမြင်လိုက်ရတော့အဖိုးဦးထွန်းရှင်ကသူ့မြေးကိုတားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တခြားဖုတ်တရဲ့ဝင်ပူးထားနေတဲ့သူ့မြေးကအသိစိတ်မကတ်တော့ပဲနဲ့အဖိုးဦးထွန်းရှင်ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်အဖိုးဦးထွန်းရှင်လဲကျပြီးတန်ရာရသွားတဲ့အခါအသိစိတ်နည်းနည်းလေးရှိနေတဲ့ဖုတ်တရဲ့ဝင်ပူးထားတဲ့မောင်ခိုင်ကနောက်ကိုလှည့်ကြည့်ပြီးတော့စိတ်မကောင်းဖြစ်သွားပါတယ်အဲ့ဒီနောက်သူ့ရဲ့ကြံနေသေးတဲ့လူအသိစိတ်တက်လေးကြောင့်သူ့ရဲ့အဖိုးကိုတွားပြီးတော့ထုခဲ့ပါတယ်အဖိုးဦးထွန်းရှင်ကစိတ်မကောင်းစွာနဲ့ငါမီးမောင်ခိုင်မင်းဘလို့ဖြစ်သွားရတာလဲမင်းဘာတွေလုပ်ခဲ့မိတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီတော့မှမောင်ခိုင်ကလည်းသူ့ရဲ့လူအသိစိတ်တက်ရှိနေသေးတာကြောင့်အဖိုးဦးထွန်းရှင်ကိုအကြောင်းစုံပြောပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဖိုးဦးထွန်းရှင်ကသူ့မိကိုကဲတင်ဖို့အတွက်စဉ်းစားရပါတော့တယ်အဖိုးဦးထွန်းရှင်တနေကုန်စဉ်းစားပြီးတဲ့နောက်မှာတော့သူတခုခုကိုတတိယသွားခဲ့ပါတယ်အဲ့ဒါကတော့တောနက်ထဲမှာရှိတဲ့သူတော်စင်ငကားဖျားတည်ထားတဲ့နတ်ရေကန်ပဲဖြစ်ပါတယ်ဦးထွန်းရှင်ကဒါကိုတတိယသွားတဲ့အခါအဲ့ဒီရေကိုရှက်ရှင်းမဲ့သူ့မိကိုကဲတင်ဖို့အတွက်သွားယူခဲ့ပါတယ်ဦးထွန်းရှင်တယောက်နတ်ရေကန်ကိုရောက်ရှိတဲ့အခါငကားမင်းကြီးတကောင်ထွက်ပေါ်လာပါတယ်အဲ့ဒီနောက်အကြောင်းစုံကိုဦးထွန်းရှင်ကငကားမင်းကြီးကပြောပြလိုက်ပါတယ်မောင်ခိုင်ကသူတော်စင်တယောက်ဖြစ်တာကြောင့်သူဟာမကောင်းတဲ့အရာတွေကိုလည်းမလုပ်တဲ့ကလေးတယောက်ဖြစ်တဲ့အတွက်ငကားမင်းကြီးကကဲတင်ဖို့ဆုံးဖြတ်လိုက်ပြီးတော့တန့်စင်တဲ့ရေကိုဦးထွန်းရှင်ကိုပေးလိုက်ပါတယ်အဲ့ဒီနောက်နေ့မှာတော့ဦးထွန်းရှင်ကသူတော်စင်ရေကိုမောင်ခိုင်ကိုတိုက်လိုက်ပါတယ်သူတော်စင်ရေတောက်ပြီးတဲ့အခါမောင်ခိုင်ကအကုန်လုံးအန်ထွက်လာပါတယ်အဲ့ဒီနောက်မှာတော့ဖုတ်တရဲနဲ့အပေးယူလှုပ်တုံးကသူယူတောက်ထားတဲ့ဆေးလုံးကြီးလည်းထွက်ကြလာပါတော့တယ်အဲ့ဒီဈေးလုံးကြီးကမဲမဲအလုံးကြီးဖြစ်ပြီးတော့အငွေ့ပြန်ပြီးပျောက်ကွယ်သွားပါတယ်ပြီးတော့မောင်ခိုင်ကိုဝင်ပူးထားတဲ့ဖုတ်တရဲလည်းနာကျင်ဝေဒနာကိုပြင်းထန်စွာခံစားရပြီးတော့မြေပြင်ပေါ်မှာအလူးအလဲအော်ဟစ်ငိုကြွေးနေပါတော့တယ်အဲ့ဒီနောက်မှာတော့ဒီဖုတ်တရဲရဲ့ခန္ဓာကိုယ်ကြီးပျောက်ကွယ်သွားခဲ့ပါတယ်
နောက်နေ့မှာမောင်ခိုင်အရင်လိုပြန်ဖြစ်သွားပြီးတော့သူ့ရဲ့ယောဂဝေဒနာတွေနာကျင်မှုတွေခံနိုင်ရည်မရှိတဲ့ကိစ္စတွေကိုသူဟာပြန်ခံစားလာရပါတော့တယ်။အဲ့ဒီနောက်မှာတော့မောင်ခိုင်ဘလို့မှမခံနိုင်တော့ဘဲနဲ့သူဟာတေဆုံးသွားခဲ့ပါတယ်။မောင်ခိုင်တေဆုံးသွားတဲ့အခါအဖိုးဦးရှင်ဟာအရန်ကိုမှဝမ်းနည်းနေပါတယ်။သူ့ရဲ့တဝူဒီသောမြီးလေးသူတသက်လုံးဆောက်ရှောက်လာတဲ့မြီးလေးအသက်မရှိတော့တဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးသူဟာယူကျုံမရဖြစ်နေပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတော်စင်ကြီးနဲ့မောင်ခိုင်ရဲ့ခန္ဓာကိုယ်ကိုအဖိုးဦးထွန်းရှင်ဟာငိုကြွေးနေရင်တန့်ရှင်းရေးလုပ်ပေးနေခဲ့ပါတယ်။ခဏကြာမှာတော့မထင်မှတ်တာတခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့မောင်ခိုင်ရဲ့ခန္ဓာကိုယ်မှာအလင်းတန်းတွေဖြာထွက်လာပါတယ်။ဦးထွန်းရှင်ကဒါကိုကြည့်ပြီးတော့အံ့ဩထိတ်လန့်နေပါတယ်။ခဏကြာမောင်ခိုင်မျက်လုံးပွင့်လာပြီးတော့အသက်ပြန်ရှင်လာခဲ့ပါတယ်။ဦးထွန်းရှင်အရန်ကိုဝမ်းသာသွားပြီးတော့သူ့ရဲ့မိလေးအသက်ပြန်ရှင်လာတာကိုကြည့်ပြီးပျော်လို့မဆုံးဖြစ်နေပါတော့တယ်။ဒီတစ်ခါမှာတော့မောင်ခိုင်ကတာမန်လူတစ်ယောက်လိုကျမ်းမာပြီးတန်မာတဲ့လူငယ်တစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဖိုးဦးထွန်းရှင်ကိုမောင်ခိုင်အကြောင်းစုံပြောပြခဲ့ပါတယ်။မောင်ခိုင်တိတ်ဆုံးသွားပြီးတဲ့နောက်မှာမောင်ခိုင်ရဲ့ဝိညာဉ်ကအဖိုးဦးထွန်းချင်းသူတော်စင်ရေယူခဲ့တဲ့တောအုပ်ထဲကိုရောက်သွားပြီးတော့အဲ့ဒီရေကန်ထဲမှာရှိတဲ့နဂါးမင်းနဲ့တွားပြီးတွေ့ခဲ့ပါတယ်။အဲ့ဒီနဂါးမင်းကမင်းမတည်သေးဘူးမင်းကိုအသက်ပြန်ရှင်ခွင့်ပေးမယ်ပြီးတော့မင်းကောင်းမှုကုသိုလ်လုပ်ရမယ်မင်းယဟန်ဝေးရမယ်ဆိုပြီးတော့မောင်ခိုင်ကိုပြောခဲ့ပါတယ်။မင်းလုံနိုင်လားဒါဆိုရင်မင်းကိုအသက်ပြန်ရှင်ခွင့်ပေးမယ်လို့ပြောတဲ့အခါမောင်ခိုင်ကရပါတယ်ကျွန်တော်ယဟန်ဝတ်ပါမယ်အသက်ရှင်နေသမျှကာလပတ်လုံးတက်လုံးယဟန်ဝတ်နဲ့နေသွားပါမယ်လို့ဂရုပေးခဲ့ပါတယ်အဲ့ဒီနောက်မှာမောင်ခိုင်ရဲ့ဝိညာဉ်ဘောကိုမိုးရီရွာချပြီးတော့သူအသက်ပြန်ရှင်လာတယ်လို့သူ့ရဲ့အဖို့ကိုပြောပြလိုက်ပါတယ်နောက်နေ့မနက်မှာမောင်ခိုင်သာသနာပြုဖို့အတွက်ယဟန်ဝတ်ဖို့သူတို့ဘုန်းကြီးကျောင်းကိုတွားခဲ့ပါတယ်မောင်ခိုင်ကယဟန်ဝတ်တယ်အဖိုးဦးထွန်းရှင်ကမောင်ခိုင်ဘေးနားမှာသူတော်စင်တရားတွေကျင့်တယ်အဲ့ဒီနောက်မောင်ခိုင်တို့မိဖို့နှစ်ယောက်စလုံးကောင်းမှုကုသိုလ်တွေကိုလုပ်ရင်တိလတမာရီနဲ့ပြည့်စုံတဲ့လူတွေအဖြစ်သူတို့ဟာတရားကိုကျင့်ကြံရင်းနဲ့ကောင်းမှုကုသိုလ်တွေလုပ်ရင်းနဲ့နေထိုင်သွားပါတော့တယ်။သူတို့ရဲ့ကောင်းမှုကုသိုလ်တွေကြောင့်နဂါးမင်းလည်းအယံကိုကျေနပ်ပီတိဖြစ်နေရပါတော့တယ်။ဟုတ်ကဲ့ဇလန်လေးရတော့ဒီလောက်ပါပဲခင်ဗျာ။ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးတွေထပ်ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း support ပေးတဲ့အနေနဲ့ like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်။အဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။